to your latest episode. I'm your host, Sam. ဒီနေ့လက်ရှိကိုမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့အရန် trend ဖြစ်နေတဲ့သတင်းတစ်ပုဒ်ရှိတယ်။အဲ့ဒါဘာလဲဆိုတော့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကအမေရိကန်ကြောထောက်နောက်ခံတဲ့သူတို့ရဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်တရင်3ခုက AA နဲ့ CNF တို့ကိုအကူအညီပေးမယ်ပေါ့နော်။ Logistic ဘိုင်း technology ဘိုင်းဒီဟာတွေနဲ့ပတ်သက်ပြီးတော့အကူအညီပေးမယ်ဆိုတော့သတင်းတွေအများကြီးထွက်လာကြတယ်။အဲ့ဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့အမျိုးမျိုးသုံးသပ်ချက်လေးတွေအမြင်တွေနဲ့ကွဲလွဲနေကြရှိတယ်။ဒီတစ်ပြင်ဒါ fake ဆိုတဲ့ဖွဲ့နဲ့ဒါပေါ်စားလို့တော့မရဘူးဆိုတဲ့ဖွဲ့နှစ်ဖွဲ့တိတိတသားကွဲနေတယ်လို့ကျွန်တော်မြင်ရတယ်ပေါ့နော်။အဲ့တော့ source ကိုလိုက်ကြည့်လိုက်တော့အားလုံးပဲဖတ်ပြီးသားနေမှာပါ။ဒီနေ့ဒီချိန်မှာပေါ့နော်။ source ကိုလိုက်ကြည့်တော့ဒီသတင်းတစ်ခုလုံးရဲ့အစကဒီ India ဒီ Northeast News ဆိုတဲ့ Indian media တစ်ခုနေစားပေါ့နော်။အဲ့ဒီ media က India ခြေဆိုင် media တစ်ခုဖြစ်တယ်။ပြီးတော့သူက newspaper ပိုင်းနဲ့ press release လုပ်တဲ့ media တော့မဟုတ်ဘူးသူက online media တည်တံ့ပေါ့နော်။နောက်ပြီးသူကအငယ်တန်း media တစ်ခုလို့ပြောလို့ရတယ်။အရင်နာမည်ကြီးတဲ့ media တော့မဟုတ်။အဲ့တော့အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့သူတယောက်တည်းရပဲနော်။သူဒီ media တစ်ခုတည်းကနေပဲထပ်လာရှိတယ်။ပထမဆုံး source ကတခြားဘယ် international news တွေမှာတင်တာမျိုးမရှိဘူးပေါ့နော်။ပထမဆုံးအနေနဲ့ကျွန်တော်ဒီမြန်မာပြည်တွင်း media တွေမှာဆိုဦးသိမ်းမြင့်ရဲ့ TN media စပြီးတော့တင်တယ်။နောက်ကိုမရက်ကျော်သူရဲ့ Mrat channel ကနေစပြီးတင်တယ်။ဦးသိမ်းမြင့်တို့ကကြတော့လေဒီဟာကပေါ်စားလို့မရဘူး။ဒီလိုနေထားရှိရဆိုပြီးတော့သူ့ရဲ့အမြင်နဲ့သိမ်းမြင့်တို့တင်တယ်။ TN media ကကိုမရက်ကျော်သူကြတော့ဒါကြီးကိုလုံးဝ fake ပါလို့တော့မပြောဘူး။သူကကြအချက်အလက်ကိုပြောတာ။ကိုမရက်ကျော်သူရဲ့ Mrat channel ကကြတော့ဒီအချက်အလက်တွေပေါ့နော်။ဒီသတင်းရင်းမြစ်ကဘယ်ရထွက်တယ်။ဒီ source ကဘယ်ရလာတယ်။အဲ့ဒါတွေကိုသူက source ကိုသူတေချာ trace လုပ်ပြီးတော့အချက်လက်တွေသူချပြတယ်။လက်ရှိအားလုံးချပြနေရတဲ့သတင်းအရာကတော့ဒါကြီးက fake လို့လည်းဘယ်သူမှမပြောနိုင်ဘူးတစ်ထစ်ချဟုတ်ပါတယ်လို့လည်းဘယ်သူမှမပြောနိုင်သေးရဲ့ဒီဟိုမြောက်ဒီမြောက်ဂျားကလာအနေထားလေးမှာရှိနေရပါတော့။နောက်ပြီးတော့ကိုရှယ်လေးတို့ဘက်ကလည်းဒီဟာမဟုတ်ပါဘူးဆိုပြီးတော့ TN media ကဂျင်းကောင်ဆိုတဲ့ပုံစံမျိုးနဲ့ရေးရရှိပါဒါထားလိုက်ပါတော့ဒါကတော့ social media မှာဖြစ်နေတဲ့အကြောင်းအရာတွေကိုဒါကျွန်တော်ပြောပါပါတချို့ကျတော့လေဒီသတင်းကတမင်ငါးသာချကြွေတဲ့သတင်းဆိုပြီးတော့သုံးသပ်ကြတယ် flip လုပ်တယ်ဆိုပေမဲ့သူ့ရဲ့နောက်ွယ်မှာခြားရည်ရွယ်ချက်တစ်ခုရှိပြောမှဆိုလို့ရှိရင်တမင်ထပ်စီခြင်းတော့တမင်ကစားချလိုက်တဲ့သတင်းတစ်ခုပေါ့နော်သူ့ရဲ့နောက်ွယ်မှာဒီထက်ပိုကြီးရဲ့ intention တစ်ခုရှိလိမ့် purpose တစ်ခုရှိလိမ့်မယ်ဆိုပြီးတော့လေတော်တော်များသုံးသပ်ကြတယ်တခုခုကိုများချင်လို့ဒီသတင်းကိုထုတ်ပြပြီးတော့ media consumption ကနေပြီးတော့တစ်စိတမင်ပစ်ကြွေးလိုက်တဲ့သတင်းဆိုပြီးတော့ဒါတော်တော်များများလည်းတချို့ကလည်းအဲ့လိုပြန်သုံးသပ်တာလည်းရှိတယ်ကျွန်တော်အမြင်ကကြတော့ဒီသတင်းထွက်တယ်ဆိုရဲဒီနောက်ွယ်မှာအကြောင်းရင်းတွေအများကြီးရှိလို့ဒါတွေကထွက်လာတာလို့ကျွန်တော်မြင်တယ်မဟုတ်ဘဲနဲ့ကြတော့လေခုနပြောသွားခဲ့တဲ့ဒီ media ရဲ့သတင်းတော့တယ်ဒါကြီးကိုဖတ်လို့ပြီးတော့မဟုတ်တဲ့သတင်းကိုဖတ်လို့ပြီးတော့အချိန်ကုန်ခံပြီးတော့မဆွေးနွေးကြဘူး content တွေမဖန်တီးကြဘူးလို့တော့ဒါကျွန်တော်ယုံကြည်တယ်ဒါသူတို့အနေနဲ့တွေးစားတစ်ခုဖြစ်နေလို့ဒါသူတို့ဒီ content တွေဖန်တီးလာပါတော့ဒီလိုသတင်းတွေထွက်လာကျွန်တော်အမြင်အဲ့တော့ကျွန်တော်ရဲ့အမြင်ကတော့ဒီသတင်းရဲ့နောက်ွယ်မှာနောက်ွယ်အကြောင်းတစ်ခုခုရှိတယ်ပြောမှဆိုလို့ရှိရင်အကောင်ရှိနေလို့အရေးကထွက်လာတာပေါ့နော်ဒါကတော့ကျွန်တော်မျိုးမင်းစကားနဲ့ပြောမယ်ဆိုလို့ရှိရင်တော့အကောင်ရှိနေလို့အရေးကထွက်လာတာပေါ့ဒါကတော့ကျွန်တော်မြင်တယ်တချို့သတင်းတွေမှာဆိုလို့ရှိရင်တကယ်ဖြစ်ရကြီးမလာခင်ရှေ့ပြီးသတင်းလေးတွေအမြင်ထွက်လေးရှိတယ်ဆိုတာကျွန်တော်တတိထားမယ်အချက်လေးပေါ့နော်ဥပမာပြောရမယ်ဆိုလို့ရှိရင်လာရှိုးကနေပြီးတော့ကိုကန်တက်ကဖယ်ပေးရမလားဆိုတဲ့သတင်းမှာလေ Mrat channel ကနေပြီးတော့ရှေ့ပြီးထွက်ခဲ့ဘူးလေအဲ့တုန်းကလည်းမမိတလောက်ဆိုလို့ရှိရင်မြန်မာနောင်ကနေစပြီးတော့လာရှိုးကနေပြီးတော့ကိုကန်တက်ကဖယ်ပေးရတော့မလားဆိုတဲ့ပုံစံနဲ့သတင်းတွေရှေ့ပြီးသတင်းတွေထွက်လာအဲ့တော့လည်းလူတွေကအဟုတ်ပါမလားပါလားတူလို့ရတယ်နော်ဖြစ်ကြတယ်ပေါ့နော်အခုဆိုလို့ရှိရင်အားလုံးသိရတာနောက်တစ်ခုကကျတော့စစ်အာဏာမသိရင်အာဏာမသိခင်ရလဲအာဏာသိမ်းတော့မလားအာဏာပြန်သိမ်းလာနိုင်ခြင်းရှိလားဆိုပြီးတော့ကျွန်တော်ရှေ့ပြီးသတင်းတွေအများကြီးထွက်ခဲ့အဲတုန်းကဆိုလို့ရှိရင်လည်း social media တွေပေါ်မှာသိမ်းခြင်းအမိုက်သိမ်းဘာညာနဲ့ true ကြရပေါ့နော်နောက်ကျွန်တော်မလုပ်ရတာဘာမှမရှိဘူးဆိုတော့ညောင်းလိုက်စကားကိုလည်းအားလုံးတိတိကျကျကြမှာပေါ့နော်အဲ့လိုရှေ့ပြီးသတင်းထွက်ပြီးနောက်ပိုင်းမှာဘာဖြစ်သွားလဲအားလုံးလည်းသိရတဲ့အတိုင်းပဲနောက်တစ်ခုယူကရိန်းကိုကျူးကျော်ခံနေကြတယ်ဒီလိုပဲယူကရိန်းကိုကျူးကျော်တော့မလားဆိုပြီးရှေ့ပြီးသတင်းတွေကအများကြီးထွက်ကျွန်တော်တို့ကတော့ဒါပေါ့တည်တည်တော့မဟုတ်ဘူးပေါ်စားလို့မရဘူးဆိုတော့အထဲမှာကျွန်တော်ကဖွဲ့ထဲမှာတော့ကျွန်တော်ကရှိရပါတော့ဘာလို့လဲဆိုလို့ရှိရင်ဒီနေ့ကျွန်တော်ဒီ focus လို့လုပ်တဲ့ April 21ရက်ပေါ့နော် People Spring မှာတင်ထားတဲ့သတင်းတွေရှိဘာလဲဆိုတော့
စီရေးကူညီတဲ့တင်းတွေထွက်ပေါ်လာပြီးနောက်အိန္ဒိယအစိုးရအပြင်မေးမြန်းလာခု CNF ပြောရေးဆိုခွင့်ရှိသူပြောတယ်အဲ့ဒီ headline နဲ့ People Spring ကသတင်းတစ်ခုကျွန်တော်ဒီနေ့ဖတ်လိုက်ရတယ်သူကသတင်းကဘာလဲဆိုတော့ဒီ American ရဲ့ကြောထောင်းနောက်ခံတဲ့ Bangladesh ကနေပြီးတော့ဒီ CNF ပေါ့နော်ချင်းမျိုးသားတပ်ဦးရဲ့ပြီးတော့ဒီအာရခတပ်တော် AA ပေါ့နော်အဲ့နှစ်ခုဘင်္ဂလားဒေ့ရှ်စစ်တပ်သုံးခုကစစ်ဘက်ဆိုင်ရာအကူအညီပေးမယ်ဆိုတဲ့သတင်းအိန္ဒိယအစိုးရအတော့မှတရားဝင်လာပြီးတော့ CNF တို့ကိုမေးမြန်းနေဆိုတဲ့သတင်းကဒီနေ့ April 21မှာပဲစပြီးထွက်လာအဲ့တော့အဲ့ဒီသတင်းထဲမှာဘာပြောလဲဆိုတော့ CNF ရဲ့ဒီပြောရေးဆိုခွင့်ရပုတ်ပေါ့နော်ဘာပြောလဲဆိုတော့အိန္ဒိယအစိုးရအတော့မေးလာတဲ့အနေအထားတွေရှိတယ်ဒါပေမဲ့အဲ့ဒီကိစ္စကျွန်တော်တို့ CNF နဲ့တိုက်ရိုက်တော့မပတ်သက်တော့အဓိကတော့သတင်းကမှန်သည်ဖြစ်စေမှားသည်ဖြစ်စေအမေရိကန်နဲ့ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံရဲ့ကိစ္စဖြစ်တယ်အဲ့ဒါဒီရဲ့ဖြစ်နိုင်ပါတယ်လို့ပြောလို့လည်းမရတယ်လို့မဖြစ်နိုင်ဘူးလို့လည်းအတက်ပြောလို့လည်းမရပြန်ဘူးလေဒါသူ့ရဲ့အားဘောအတိုင်းကိုကျွန်တော် EDB ပြန်ဖတ်ပြတာပေါ့နော်ဒီကိစ္စကထဲထဲဝင်သူတို့နှစ်နိုင်ငံကိစ္စဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့တရားဝင်ပြောဆိုလို့မရတယ်လို့အဲ့ဒါတွေကိုလည်းကျွန်တော်အထက်လူကြီးတွေကအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတာတွေကျွန်တော်ကိုအကြောင်းကြားတာတွေအဲ့လိုမျိုးလည်းမရှိသေးတဲ့အတွက်တရားဝင်ပြောဖို့ခက်နေတဲ့အနေအထားမှာရှိနေတဲ့အဲ့လောက်ပဲပြောချင်ပါတယ်ဆိုပြီးတော့ဒီ CNF ရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်စလိုင်းထက်နေရပြောထားခဲ့တယ်ပေါ့နော်ဒီ People Supreme ဒါသူ့ရဲ့အားပေါ့သူပြောတဲ့အတိုင်းကိုကျွန်တော်ပြန်ဖတ်ပြဆိုတော့အဲ့ဒါကိုခြုံငုံကြီးကြည့်မယ်ဆိုတော့ CNF ကဒီသတင်းဒီမှန်ပါတယ်လို့လည်းကျွန်တော်တို့မပြောချင်မှားတယ်လို့လည်းကျွန်တော်မငြင်းချင်မှန်တယ်လို့လည်းဝန်မခံချင်ဆိုတဲ့အနေအထားတစ်ခုမှရှိတယ်လို့သူပြောပါတယ်ဆိုတော့လုံးဝယူတက်အကြည့်မငြင်းထားဘူးသတင်းရင်းမြစ်တွေကဒီလိုလေးထွက်တယ်တချို့အရာတွေကြောင့်လည်းလုံခြုံရေးရဘလို့မှ public ကိုပေးသီးလို့မရတဲ့အနေအထားလေးတွေလည်းရှိကောင်းရှိလိမ့်မယ်အဲ့တော့ကြောင့်မလို့ဘာမှမပြောပါရလေဖြစ်ဖို့တော့များရပါတော့အဲ့တော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒါဒီပေါ်ဆောက်လို့မရအောင်ဆိုရဲအဖွဲ့ထဲမှာတော့ရှေ့ရလို့ပြောလို့ရပါတယ် alright I'll see you in next episode bye